တက်သီလေးလေးအဖေကျွန်တော်ပြန်ရောက်ပြီးအဲ့ချိန်မှာကျွန်တော်စဉ်းစားတော့ကျွန်တော်လည်းကျွန်တော်ဖေလို့တက်သီမျိုးရှိရမယ်ဟာအဲ့လိုမျိုးတကယ်တော့ကျွန်တော်ဘွားရဲ့ကျွန်တော်ဖေကတော့ဟီးရိုးကြီးပဲဒီလေးလည်းမိတ်ဆက်ပေးပါကျွန်တော်ဒီကျတဲ့နဲ့စစ်ကြောင်းတက်ခွဲနဲ့တူးခွဲမှုတောင်းခုတော့ထမ်းဆောင်နေတာဟာဒီလေးကိုမေးချင်တာကြာလေအခုဒါအရင်တော့ကတော့ဒီလေးကစစ်သားမဟုတ်ဘူးဟုတ်နော်အဖေလောက်တဲ့သူကစစ်သားအဲ့တော့အဖေလောက်တဲ့သူရဲ့လောက်ရည်ကန်ရည်နဲ့ပတ်သက်လို့ညီလေးအနိကမြင်ခဲ့ဘူးမှမဟုတ်ဘူးတက်ထဲမှာလိုက်နေဟာလားနေတဲ့ချိန်မှာတော့ဒါအဖေရရှေ့တန်းသွားပါသွားဆိုအဖေရဲ့ဒီတိုက်ပွဲမှာပါဝင်တိုက်ခိုက်နေတဲ့ပုံတွေမြင်ရဘူးမှမဟုတ်ဘူးပေါ့နော်ခုကျဒီတစ်ဖက်ထဲမှာလာပြီးတော့အတူတူတိုက်ပွဲဝင်နေကြတယ်အဲ့ကြမြင်ရမှာပဲတွေ့ရမှာပဲပေါ့နော်အဲ့ကြကို့ဖေပေါ့ဘလို့မြင်လဲလိုမြင်လဲဆိုတော့အဲ့ဒီကျွန်တော်ဖေလက်ရှိအဲ့တက်မှာတောင်ဝင်ထမ်းဆောင်တဲ့အချိန်တော့ကျွန်တော်ကြတော့ငယ်သေးတာကိုငယ်သေးတော့ကိုလည်းမသိရဘူးလေအဖေကစက်သားလုံတာအဖေရဲ့လုံးရိကိုင်လည်းမသိရဆိုဘလို့တွေတိုက်နေဘလို့ဟွာလုံးကြားပဲကြားဘူးလားဒါပေမဲ့ခုဒီတော်လည်းကိုစပြီးစလန်းတဲ့အချိန်မှာတော့တကယ်စကျွန်တော်ဘွားရဲ့ပထမဦးအတွေ့အကြုံပေါ့ဒီတိုက်ပွဲရဲ့အတွေ့အကြုံအဲ့ဒီအချိန်မှာတော့ဒါမှမရပါပဲဘယ်လိုမှလည်းမေးလို့မရအဲ့ဒီအချိန်မှာတော့ကျွန်တော်ကရန်သူစခန်းကိုသွားပစ်တယ်ပစ်ပြီးတော့ကျွန်တော်ပြန်လာတယ်ရသွားပြီဒါပေမဲ့နောက်တစ်ခေါက်မိုင်းထောင်မယ်ဆိုရင်ကျွန်တော်ပြန်သွားတဲ့အချိန်မှာရန်သူကအဲ့ကျွန်တော်လက်ဟာသွားတဲ့အချိန်2 နာရီလောက်ပြင်မှာသူကပြန်ရောက်လာပြန်ရောက်ပြီးတော့တက်တော့လှန့်သွားတယ်တက်လှန့်ပြီးနေရာကုန်ချဘူးရတဲ့အချိန်မှာကျွန်တော်ကပြန်ရောက်သွားတယ်အဲ့အချိန်မှာပြန်ရောက်တဲ့အချိန်မှာကျွန်တော်အရင်စီးရုပ်ပြစ်ခံလိုက်ရပြစ်ခံတဲ့အချိန်မှာကျတော့ကျွန်တော်လည်းအဲ့အချိန်ကျတော့ဘလိုမျိုးအကုန်လုံးကတိုင်ပတ်သွားနေရာယူမှုအချိန်ကလည်းမရတော့ဘူးဝိုင်းပြစ်တာကိုသူတို့ကအကုန်ဖြန့်ပြီးသားဆိုသူတို့ရဲ့တက်ကွင်းနဲ့ဝင်သွားသလိုဖြစ်သွားတဲ့အချိန်တွေမှာအဲ့လိုကြောင့်လမ်းလေးရှိတယ်အဲ့လမ်းဘေးကရေစီးမြောင်းလေးမှာပဲအကုန်အတန်းလိုက်မြည်ရထားသွဲလို့ပဲအဲ့လိုတန်းမှောင်တွေ့တဲ့နေရာအဲ့အချိန်မှာကျွန်တော်တွေ့သွားတာဘာလို့ကျွန်တော်တို့မှခေါင်းဖော်ကြီးပြစ်လို့မရဘူးဘလို့မှခေါင်းဖော်လို့မရကျွန်တော်မှအဲ့နာတွေ့တဲ့ကြောက်တုံးမှာခေါင်းထိမှကြောက်လို့ခေါင်းလေးကွယ်ပြီးအနားမှာထိုးပြီးမှအဲ့တော့ကြောင့်ကျွန်တော်ညီငယ်သုံးလေးရှိတယ်အဲ့ဒီတိုက်ပွဲမှာကျွန်တော်တာဖတ်တော့တခြားအဲ့ဒီအချိန်တွေမှာဒီလောက်ထိရန်သူကပြစ်အားနဲ့ဖိပြတဲ့အချိန်တွေမှာတော့မှညောအဖေကရောက်အောင်သူRPG သူရောက်အောင်ထုတယ်သူအဲ့တောင်ကြည်တွေဖြတ်နေတဲ့အချိန်တွေမှာတော့အဲ့လောက်ထုတယ်ကျွန်တော်ကတော့တကယ် surprise ဖြစ်အံ့ဟောငါအဖေကဒီလိုကြီးလားဆိုတကယ်ဟိုတက်သီလေးအဖေကျွန်တော်ပြန်ရောက်ပြီးအဲ့ချိန်မှာကျွန်တော်စဉ်းစားတော့ကျွန်တော်လည်းကျွန်တော်ဖေလို့တက်သီမျိုးရှိရမယ်ဟာအဲ့လိုမျိုးတကယ်တော့ကျွန်တော်ဘွားရဲ့ကျွန်တော်ဖေကတော့ဟီးရိုးကြီးပဲသူကတော့ဒီမှာတင်စရာဒီတော်လိုင်းစားရွာတယ်အခုချိန်နေရောက်တဲ့အထိကိုအဖေရဲ့ဟိုအတူယူပြီးတော့လိုက်လုတ်ပြီးတော့အခုလိုဖြစ်လာဆိုတော့လုံးဝမျက်မြင်ကိုတွေ့လဲရမှာငါဖေကဒီလိုယူလာတာပေါ့ဆက်ဆူကျင်တာရှိဆက်ဆူကျင်တာဆက်ဒါဆရာကြီးကတော့သူ့အကြောင်းသူပြောပြတယ်ပေါ့နော်သူဘလို့တင်ပေးတယ်ပေါ့နော်မျှဝေပေးတယ်ခုနလေးကိုစောင်းလျှောက်တယ်ပေါ့နော်အဲ့ဒါမျိုးပြောရရှိတယ်ဒါပေမဲ့ဆရာကြီးနောက်ွယ်မှာပေါ့နော်ဒီရဲဘော်တွေညီလေးဘေးနားမှာရှိရပါတော့အခြားစစ်သည်တွေကဆရာကြီးအကြောင်းကိုဘယ်လိုမျိုးပြောတာကြားဘူးလဲကြားဘူးတဲ့အထက်မှာညီမရဖြစ်တာမျိုးဂုံယူစရာကောင်းတဲ့ဟာမျိုးတွေပါရှိလားရှိလောကကိုဖေရဲ့အကြောင်းကိုကဘေးနားမှာလာပြောတဲ့အဲ့လိုမျိုးဟာမျိုးကျွန်တော်ဆရာကြီးညီကိုတော်တော်များပြောကြတယ်ဆရာကြီးကြားရဲ့ကိုေဖေကဘလို့ကျွတ်စင်ကြီးဘလို့တိုက်ပွဲမှာဆိုဘလို့မျိုးကျွတ်စင်ဆိုကျွန်တော်လာပြောအများတန်းပြောတာကြားတယ်ကျွန်တော်ကိုယ်တိုင်လဲကြုံတွေ့တာဆိုတော့သိရလေသူတို့ကပို့ပြီးတော့ဟိုဖြစ်တယ်ဒီခါကျရင်ကိုယ်တွေမလုံနိုင်တဲ့အောင်ဘလို့မှမလုံနိုင်အခုမှတော့အဖေလှုပ်တဲ့ဟာကိုကိုတွေကအတူယူပြီးတော့သိရမှာငါတို့လည်းဒီလိုတက်သိမျိုးမွေးရမယ်တော်လည်းငါတို့လည်းဒီလိုဖိုက်နိုင်အောင်လုပ်မယ်ဆိုပြီးတော့ကျွန်တော်အဲ့စိတ်မျိုးမွေးကျန်တဲ့လူတွေလည်းအဲ့လိုမျိုးပဲပြောပြတယ်ဆရာကြီးတို့ပဲတက်သိရှိအောင်လို့ဒီအဓိကကျွန်တော်တိုက်နေတဲ့ဒီတက်ကဗျာတပုံလည်းမဟုတ်ဘူးပြီးလက်နက်ကင်စစ်သွေးကြောက်ဖွဲ့လည်းမဟုတ်တဲ့အတွက်ကိုကျွန်တော်ကလည်းစစ်သားစိတ်မွေးပြီးတော့စစ်သားလို့ပြန်ကြီးကျင့်သုံးမှလားဒီမှဒီစစ်ပွဲမှာကျွန်တော်ကနိုင်မှာဒါမို့ဆိုရင်တော့အရသားစိတ်နဲ့တော့ကျွန်တော်တို့အရင်လိုလာတဲ့ပုံစံနဲ့တော့ဘလို့မှမနိုင်ဘူးဒီကောင်လေးဘာလို့ဒီကောင်လေးစစ်တပ်ကြီးဖြစ်နေတာဟုတ်နိုင်ငံစစ်တပ်ဆိုကျွန်တော်စစ်သားစိတ်မွေးပြီးတော့ပြန်တိုက်မှာအဲကြောင့်အခုလိုအောင်မြင်မှုတွေရှေ့မှာလည်းကျွန်တော်တို့တိုက်ခဲ့ပြီးပါတိုက်ပွဲအဲ့ကြောင့်မို့လဲနိုင်တာမှာအဲ့ဒီချက်ကြောင့်ဟုတ်ခံကြဟုတ်ပြီးတော့ဒါဆရာကြီးရဲ့တိုက်ပွဲဝင်တဲ့ပုံစံကိုပြောပြပေးဦးမနေ့ကညီလေးနဲ့ကိုလည်းပြောတယ်ဆရာကြီးဘာတွေကြိုက်ပြီးတော့ဘယ်လိုမျိုးအလောဘက်ကြီးတယ်ဆိုတဲ့ဟာတွေလုံးပါကျွန်တော်ဖေကတော့
သူကကြတော့အရင်တည်းကတွေ့ကြုံရှိကြတော့တက်ကလာတယ်ဆိုတော့တက်ကအတိုင်းပဲပေါ့သူ့မှာအကျင့်ကမပြောက်ဘူးသူကျွန်တော်ခွဲရဒီကမ်ပိန်းတွေလုပ်တယ်ကြောပိုးတွေပါဆိုတော့မရှိဘူးကြောပိတ်မလွယ်ဘူးကျွန်တော်တို့ပဲယူကျွန်တော်သူကြတော့ဟောလာအဲ့ဒီကတက်တိုင်းပဲချင်းကြားနေပဲသူချင်းကြားတယ်မှာသူ့ပါဆက်ဆက်ကြီးအစုံထဲ့တာကျွန်တော်တော့ကြတော့အရှိမကျွန်တော်ရေပေါ်အမြဲပြောကျွန်တော်ညီကိုတွေရောဟာဆရာကြီးမှလိုလာရအိုးရှိတယ်လိုလာလို့ကျွန်တော်မသိဘာလိုလာဘာလို့ကော်ဖီမစ်လိုလာဘာလိုလဲအကုန်အဲ့ချင်းကြားထဲမှာအကုန်ရှိတယ်ပခတ်စာပခတ်ဆိုတလုံးတည်းမဟုတ်သူထဲ့တာနှလုံးသုံးလုံးစပရပဲကျွန်တော်တို့တခါကျရင်ရှင်းမှာဟိုလက်နဲ့ကြီးကြပြီပခတ်ပြက်စီသွားတယ်မိုးရွာလို့ရေဆိုသွားရဆိုရင်အဲ့မရအခါကျမှဆရာကြီးရှိရသွားပြီပါမန်းနဲ့ကြောဘာပဲမရှိဆိုသွားပြီလဲဆိုဆရာကြီးရှိမှာပါတယ်ချင်းကြားထဲမှာပြီးရင် तू ကအဲ့ဒါတွေမဟုတ် तू ကလက်နဲ့ဆိုလဲမရဘူး तू က G4 တက်လက်ပါမယ်ပြီးရင်60စိန်ပြောင်းအကုန်ပါတယ်အဲ့ထက်မှလည်းအသီးတွေလည်းပါတယ်ဘုံသီးတွေရောအစုံထဲ့တာပြီးဓမ္မတွေရောကျွန်တော်တော့လက်လန်တွေရောအကြောင်းလက်ပြားကရှေ့မှာတော်များပြောကြဟာဆရာကြီးလိုလွယ်တက်တော့သိမှာပဲလို့အဲ့လိုစနောက်ကြီးစကြကျွန်တော်လည်းမနိုင်ဘူးလေအဲ့လိုမျိုးကျွန်တော်လူငယ်ဖြစ်တာတော့မှကိုဝေးကိုစားနဲ့ကိုကြောပွဲနဲ့ကိုကြည်ပိုနဲ့တန်းနဲ့အဲ့လောက်ပဲလွယ်နိုင်တယ်အဲ့လိုမျိုးကြီးတော့မလုံနိုင်ဘူးအဲ့တော့တကယ် G3 ပါ G4 ပါတယ် G4 ပါတယ်ဟိုဟာစိန်မြောင်းပါတယ်တခါလေးဘာပြည့်ရှင်သေးရ RPG ပြည့်ရှင်သေးရဆိုင်မလွယ်ဘူးနော်ဆိုင်အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကျက်တင်တဲ့စစ်ကြောင်းမှာထောက်ဖို့တောင်းထမ်းဆောင်နေတဲ့ရဲဘော်ဟယ်ရီဖြစ်ပါတယ်ခင်ဗျာလက်ရှိကျွန်တော်တို့ဒီကျက်တင်တဲ့စစ်ကြောင်းကနေပြီးတော့ပြုလုပ်နေတဲ့ campaign လေးတစ်ခုရှိပါတယ် Black Panther 3000တော့အမည်ရပါတယ်ခင်ဗျာဟိုတတ်မှတ်ကာလကတော့မေလ15ရက်နေ့ကနေပြီးတော့ဇူလိုင်လ9ရက်နေ့ထိပဲဖြစ်ပါတယ်ခင်ဗျာတာဂက်မောင်းကတော့3000ကျပ်ဖြစ်ပြီးတော့လက်ရှိချိန်ထိရရှိတဲ့ပမာဏဟာ14ရာခိုင်နှုန်းပဲရှိပါသေးတယ်ခင်ဗျာဒါကြောင့်မလို့ပြည်တွင်းပြည်ပမှာရှိတဲ့တော်လန်မိဘပြည်သူများအနေနဲ့ကျွန်တော်တို့ရဲ့ဒီ Black Panther 3000 campaign လေးကိုပါဝင်အားဖြည့်ပေးကြဖို့ရအတွက်ထပ်မံတိုက်တွန်းနေပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ Black Panther 3000 campaign လေးမှာပါဝင်လို့တဲ့မိဘပြည်သူများအနေနဲ့ Black Panther Column Page Black Panther Column Horizon Page ဒီတဲ့အခါကျတော့ဒီကျွန်တော်တို့ post time မှာနိုင်ငံတကာ alpha list တွေကိုလည်းတေချာလေးချပေးထားပါတယ်ခင်ဗျာအဲနိုင်ငံတကာ alpha တွေစီမှာလည်းယုံကြည်စိတ်ချတာလည်းပါဝင်ပေးလို့ရပါတယ်ပြည်ပမှာရှိတဲ့မိဘပြည်သူများအနေနဲ့မိမိတို့နေတဲ့သက်ဆိုင်ရာနိုင်ငံအလိုက်သက်ဆိုင်ရာငွေကြေးအလိုက်အဖာတွေစီမှာဆက်သွယ်ပြီးတော့ယုံကြည်စိတ်ချစွာနဲ့ပါဝင်အားဖြည့်ပေးလို့ရပါပြီခင်ဗျာမိဘပြည်သူများအားလုံးကိုကျေးဇူးများတင်ပါတယ်ခင်ဗျာ